ဆွေကြော်တဲ့အရွယ်လေးတွေနဲ့ပတ်သက်ပြီးတော့ဘဝအိမ်မက်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေမျှဝေပေးချင်တာလေးတွေရှိပါတယ်ဆွေကြော်တဲ့သားတို့သမီးတို့ရေမင်္ဂလာပါသားတို့သမီးတို့မှာ dream ဆိုတဲ့အိမ်မက်ရှိသလားအဲ့ဒါတွေကမဖြစ်နိုင်မှာဘူးလို့လူကြီးတွေကပြောလာတဲ့အခါမှာကလေးတို့စိတ်ပြတ်သွားသလား dream ဆိုတာအိမ်မက်ထဲက fantasy မဟုတ်ပါဘူးကလေးတို့ရဲ့ဘဝကိုဘယ်ဘက်ကိုဆွဲခေါ်မလဲဆိုတဲ့ direction ပဲဖြစ်ပါတယ်အခုလို့စေကျော်သက်မှာ dream ကိုရှာရင်နောက်တစ်ဆင့်တက္ကသိုလ်အလုပ်ကျွမ်းကျင်မှုဒါတွေကိုရွေးချယ်တဲ့အခါမှာလွယ်ကူသွားမယ်ဒီကနေ့ဒီဗီဒီယိုလေးမှာကလေးတို့ကိုဒီချက်စုကအလုပ်တစ်ခုပေးမယ်ကလေးတို့ရဲ့အနာဂတ်မှာကလေးတို့တကယ်ဖြစ်ချင်တဲ့အရာတစ်ခုကိုစာတကြောင်စောက်ထဲမှာချရေးလိုက်ပါငါဘလို့လူမျိုးဖြစ်ချင်တာလဲနောက်ဗီဒီယိုလေးမှာကလေးတို့ dream mission ဒါနဲ့ပတ်သက်တဲ့အဓိကအကြောင်းရင်း၄ချက်ကို team live နဲ့တကွာရှင်းပြသွားပေးပါမယ်။ဒါကြောင့်ဒီချက်စုရဲ့ဒီ account လေးကို follow လုပ်ထားဖို့မမေ့နဲ့နော်။ဒီချက်စုပါ EMI International School ရဲ့ MD ပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။